Hey yo bro ကျွန်တော်နာမည်ကတော့ Harry ပါဒီကနေ့ထောင်ဖောက်မဲ့ game တစ်ခုစောကြရအောင်ဗျာဒီ game လေးက Stepman game လေး story line နဲ့လာတာဆိုတော့တော်တော်လေးကိုစောကောင်းတဲ့ game လေးဗျထောင်ကြီးကိုလည်းကြည့်ပါဦးဗျာပင်လယ်ပြင်ထဲမှာတောင်ကဘာမှာစောက်ထားတာအခန်းတွေကလည်းအများကြီးဗျာအမြင့်ကြီးပဲထောင်ကြီးကတော့အကြီးပဲဒီထောင်ကြီးကိုဖောက်အောင်ပါဆိုတော့တော်တော်ကြီးကိုစိတ်လို့ရှားစရာကောင်းတယ်ကဲဒီတော့ကျွန်တော်တို့ game လေးကိုစလိုက်ကြရအောင်ဗျာဟာအခုမှစစ်စစ်နေတဲ့ဇပွဲမှာပဲရှိသေးတာပဲကွာဒီဘေးကြီးနေမှာဒီဘေးကြီးငါ့ကိုဖမ်းတာကွာဒီဘေးတော်တော်ကြက်တည်မရှိတဲ့ဘေးကြီးပဲကွာ Notorious criminals are kept here and now we have the infamous Henry Stick ဘာလို့ပြောမှလည်းမသိပါဘူးကွာတော်တော်စကားရှိတဲ့ဘေးကြီးပဲကွာရောက်ဖမ်းမှဖမ်းလိုက်တော့ကွာကြားတယ်ကစိတ်မရှိတော့ You wait here ကျွန်တော်ကိုစောင့်နေခိုင်းတာပဲဗျဘေးမှာကောင်မလေးတယောက်ပါလားဘာလုပ်နေရလဲမသိဘူးကျွန်တော်ကိုရွေးချယ်စရာကြီးလာပေးပြီပဲအပေါ်တက်ပြီးတော့ထွက်ပြေးမှာလားအဲ့ဒီဘဲယူပဲတော့ချမှာလားရက်ပဲစောင့်နေရမှာလားတေချောင်ပဲစောင့်နေမှာလားအဲ့တော့ကျွန်တော်တေချောင်ပဲစောင့်လိုက်တော့မယ်ဗျာနော်စကားတွေထဲရလို့ပေါ့ငါကောင်လုံငန်းစားပြီတကယ်ပြည်ပြင်းတဲ့ကောင်ပဲကွာသူကတော့တကယ်တီဗီဆိုကြီးလမ်းဖုန်းတွေပါဆက်လို့ရအောင်ရေး Yes Put him with others Okayတော်တော်မာရိုင်းတာပဲကွာမြန်မာလူကြီးကွာပင်လေတွေကိုအမိုက်စွပ်ပြတဲ့နေရာကနေပြီးတော့ပစ်ထည့်လိုက်တာကွာဘလူကြီးလေမင်းတို့ဟာကြီးတေးကြောင်ဆောင်တာလုံးဝဖြစ်ပါလားကွာမဟုတ်သေးပါဘူးကွာဒါဆိုရင်တော့ပထမတစ်ခုကအပေါ်တက်ပြီးတော့ထွက်ပြေးတဲ့ဟာပဲဆိုတော့ပထမတစ်ခုပဲရွေးလိုက်တော့မယ်ကွာအဲ့ကောင်နဲ့လွတ်လန်းရှိတယ်လားလို့ဒါပဲရွေးလိုက်မယ်ကွာဟဲ့ဟောင်ကြီးတကောင်းသားကောင်မလေးကိုအချက်ပြနေတာကွာတန်လက်ထိတ်ကြီးကတော့ကျွတ်သွားပြီရောက်ကြီးအထက်သွားမလားရှေ့သွားမလားတဲ့ငါဘယ်လမ်းကိုရွေးလိုက်ရမလဲအရှေ့သွားရတာပဲကောင်းပါလေကွာအထက်ကသွားစရာလမ်းမရှိတော့ဘူးမတားရောက်ကြီးဟုတ်သားပဲကွာကောင်မလေးကိုခေါ်ဖို့မေ့သွားတယ်ဟေးမတက်နိုင်ဘူးကွာတပွေလေးပဲဖိုက်ကြတာပေါ့ဟိုကောင်လေးနှစ်ယောက်သားတူတူနဲ့ဘာတွေပြောနေကြရလဲမသိဘူးနားထောင်ကြည့်ဦးမှာပဲ I'm like look at how much I care I don't care ကဲကျွန်တော်ရွေးချယ်စရာတွေပေးပြန်နော်သူတို့ကာခိုင်းမှာလားခပိုင်းနိုင်မှာလားဘူပေါင်းနေပဲထူမှာလားဒါမှမဟုတ်ဖြတ်ပဲပြေးမှာလားတဲ့ကျွန်တော်သူတို့ကိုအရင်ဆုံးကာခိုင်းကြည့်လိုက်မယ်ဗျာနော်ဘာများဖြစ်လဲလို့ကြည့်ကြည့်အောင်ဒီတခုကအလုပ်ဖြစ်တယ်ဗျာသူတို့ထက်ကတယောက်ကတောင်းတောင်းရင်ဖြစ်သွားကြီးဗျာတကားစီကိုသွားနေဘာလုံးမှလည်းမသိဘူးတကားကိုသွားဖွင့်တာကြီးတောင်းတောင်းကြီးဟာဒါပေမဲ့တကောင်ကကြံငယ်သေးတယ်ဟာနှစ်ကောင်လုံးလုံးလို့မရဘူးလားကွာဘာလို့လဲတယောက်တည်းပဲညှို့လို့ရလားစာထဲမှာရေးထားတာကတော့ကျွန်တော်ကမလုပ်တဲ့ဖင်နဲ့သွားလို့တယောက်တည်းညှို့လို့ရတာတဲ့ကဲဒီတစ်ခါတော့ဗျာသူတို့အိတ်ကထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်ခပိုက်သွားနိုင်ကြည့်အောင်ပစ္စည်းတွေကစုံလင်နေတာပဲဟဲ့အောင်ဟေးကိုကောင်ကလည်းရှိသမျှအကုန်ယူတာGuys I'm doing ဟဲ့အောင်အိတ်ကြီးကိုမနိုင်တော့ဘူးအောင်ရေးလိုတလောက်ခွဲယူလေကွာမင်းကရှိသမျှအကုန်ယူမှတော့အိတ်ကြီးအကြီးနဲ့ဘယ်လိုလုပ်နိုင်တော့မှလဲလို့စာထဲမှာတော့ရေးထားသေးတယ်ကွာမင်းအဲ့ဒါတွေအကုန်လိုအပ်လို့လားတဲ့ငါကျွန်တော်ယူတာမဟုတ်ဘူးလေဗျာအဲ့ဒါအထဲထဲကောင်ယူတာဗျာကဲဒီတစ်ခါတော့အောက်ဆုံးတစ်ခုက6ယောက်နှစ်ဖက်ပြေးနေတဲ့ပုံစံလောက်ထားတော့သူတို့ဂျားတွေကနေဖြတ်ပြေးပါလားမသိဘူးလောက်ကြည့်အောင်ဗျာ I ended up buffing up my guys and doing မြန်မာလူကြီးနှစ်ယောက်ဂျားတွေကနေတကယ်ဖြတ်ပြေးတာဟဲ့အောင်ကြီးဟိုကောင်ကြီးကြောင်းနဲ့ကြံနေကြကြ supposed to do when someone tries to escape again I think shoot him yes that sounds rightတော်တော်ကြီးအဝေးရောက်နေပါ ਈ ကွာအဝေးရောက်မှကိုလန့်ပြတာဟဲ့အောင်ကြီးလက်ကအဲ့လောက်တောင်ဖြောင်းသလားလက်ဖြောင်းတက်သားနဲ့ပြမှားနေရလားမသိပါဘူးကွာဘူပေါင်းနဲ့ပြစ်ဖို့ပဲကြံတော့တယ်ဗျာတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဘူပေါင်းနဲ့ပဲဘူပေါင်းမှာဂိတ်တက်ထားတာပဲကွာဒီပေါက်တယ်လို့ထင်သွားတာဟဲ့အောင်ကြီးတစ်ဖက်ကတော့မကြည့်နဲ့တော့ကွာမကြည့်နဲ့တဲ့အကြည့်နေကြည့်နေတာပဲကွာ Just admit it it wasn't တွဲကုန်ညာကြီးဟဲ့အောင်ကြီးအဲ့လိုအချိန်လုံးလစ်မဖြစ်မယ်လစ်ဒီခန်းကြီးလေးကိုဝင်ရပါလားမသိဘူးအထက်မှာတော့အပေါက်တစ်ပေါက်ရှိတယ်အထက်ကိုရောက်နိုင်တော့အထဲလေးကိုရောက်လို့ရတယ်စကားတွေထဲမှာသုံးတယ်လို့ကြိုးကြီးနဲ့ပြစ်မှာလားစပရင်နဲ့ခုံမှာလားဒါမှမဟုတ်ပါဝါနဲ့ခုံမှာလားတဲ့ကျွန်တော်ရွေးခိုင်းတယ်ကျွန်တော်စပရင်နဲ့ပဲခုံလိုက်တော့မယ်ဗျာဟဲ့အောင်ကြီးအထက်မှာတကောင်ရှိသေးတယ်ဆိုတော့မေ့သွားတာကွာစပရင်နဲ့ခုံလိုက်တဲ့အတန်တာကြီးကျဲသွားတယ်အဲ့ကောင်တတိထားမိသွားတာတဲ့ဒါဆိုဒီတစ်ခါစကားတွေထဲကလို့ကျိုးတဲ့နယ်ကြီးနဲ့ပြစ်ကြည့်လိုက်မယ်ကွာပြစ်ပြီဟေးကျိုးတဲ့ကြီးကကြာလာပါလားကွာဘယ်ကိုသွားမှန်းနေလည်းမသိပါဘူးကွာလူပါသွားတာအေးအောင်ကြီးတန်တိုင်းနဲ့တိုက်ပြီဗျို
ဟာရှော့ပြီဗျို့စားထဲမှာလည်းရေးထားသေးတယ်ဗျအဲကျိုးတနက်ကတဲ့တစ်သားတွေကိုပဲစိုက်တာတဲ့ခမရကန်ကောင်းလို့တခုကိုသွားမှန်တာတဲ့ကန်ကောင်းတာမဟုတ်ဘူးဗျအဲ့ဒါကန်ဆိုးတာဗျဘယ်မှမသိတဲ့တစ်သားဘုံကြီးကိုသွားမှန်တာဗျို့လောက်ကြပါအောင်ဗျတော်ပြီဟာဒီတစ်ခါတော့ကိုယ်အတွင်းအားနဲ့ကိုခုံတာပဲကောင်းပါတယ်ဗျကျမ်းမြေမုံမောက်ရကြီးသွားကြတာဟဲ့အောင်ကြီးဒါဓာတ်လီကားလမ်းကြီးပဲကွာကျွန်တော်ရွေးချယ်စရာ3ခုပေးတယ်ဗျဘူပေါင်းကိုရွေးမှလားခလုတ်ကိုရွေးမှလားကျိုးကိုရွေးမှလားတဲ့ဘာကိုရွေးရမလဲဆိုတော့ကျွန်တော်ဓာတ်လီကားခလုတ်နဲ့ပဲအေးအေးဆေးဆေးဆင်းဖို့ဆုံးဖြတ်လိုက်တယ်ဗျ။အော်ဓာတ်လီကားလေးတော့ကြာလိုက်ဗျ။တသားရပဲဗျကျွန်တော်တို့မတက်ကလေးပဲရှက်ပြီးတော့အေးဆေးဆေးလေးအောက်ဆင်းသွား Mr. Bean style ပေါ့ဗျ။ Right, boys, lunch is on me. ဟာဟဲ့အောင်ရေးနေလေသာစားပြန်လာတဲ့အုပ်စုကြီးနဲ့မှတဲ့တဲ့ကြီးသွားတိုးရတယ်လို့ကွာဘလို့ဖြစ်လို့များနေလေခင်းကြီးလာပြီးရေဆက်လာစုံနေရတာလေဘလို့ရေဆက်တွေလဲဟာမစုံညင်ပါဘူးဗျဓာတ်လီကာနဲ့ဆင်းတော့ဟိုကောင်လေးနဲ့ပပင်းတိုးတယ်ကွာဒီတော့ကျိုးနေပဲငါခုံချလိုက်တော့မယ်ဟုတ်ပြီကျိုးနေပဲခုံချပဲတာကြီးဖြည်းဖြည်းဆင်းအောင်ရှိန်တားများတယ်ကွာဟာကျိုးကြီးကပြက်ကျသွားတာအေးအောင်ကြီးမခိုင်ဘူးလားကွာဘလို့ကြီးလဲနောက်တစ်ခါဒီလိုမျိုးခုံမချခင်မှာကျိုးလေးပါလိတော့တေချာစေအောင်ဟေးအခုတော့ဂျားထဲမှာတင်ကျိုးကြီးပြက်ကြပြီးတော့မှောက်ရကြီးသွားကြရင်နဲ့တူပါတယ်ကွာဒီတစ်ခါတော့3ခုထဲမှာဘူပေါင်းမဲရွေးစရာချန်တော့ကျွန်တော်ဘူပေါင်းမဲရွေးလိုက်တော့မယ်ဗျာနော်ဘူပေါင်းနဲ့ပူဆိုးနေမှလားမသိပါဘူးဗျာဟဲ့အောင်ကြီးအပေါ်ကလေးကမမုတ်ခဲ့ပဲနဲ့စင်းမလေးထိုင်မှုတ်နေတယ်ကွာဘယ်နဲ့ကောင်လဲဟာအော်တော်သေးတာပေါ့ကွာဒီနမ်းမှာပေါက်တော့တွေ့ပြီဗျကျွန်တော်ရွေးချယ်စရာ3မျိုးလာပေးနေတာပဲဟီလီယန်တန်းငွေလာတဲ့မျှကြီးမှာသွားမှလားဒါမှမဟုတ်ဘူးရာဘာဖက်နဲ့တက်သွားမှလားတဲ့ကျွန်တော်ကတော့မျှကြီးဟန်ချက်ညီညီလမ်းလျှောက်တာကိုပဲရွေးလိုက်တော့မယ်ဗျာဒီတိုင်းလေးပဲသွားတာအဆင်ပြေမနေတူပါတယ်ဟာရောက်ပြုတ်ကြတော့မှရောက်ကြီးအာပိုက်ကြီးကမခိုင်ဘူးရောက်ကြီးဘာလို့လဲပိုက်ကိုကောင်းကောင်းခိုင်လေးလုံးမထားဘူးဟာကန်ထရိုက်တွေခိုရလားမသိပါဘူးခွာကဲဒီခါတော့ကျွန်တော်တို့ရာဘာကတ်ခါဖက်နဲ့သွားတာပဲအဆင်ပြေမနေတူပါတယ်ဒါပဲရွေးလိုက်တော့မယ်ဟာဟုတ်ပြီကိုကောင်ဖက်နဲ့ဝင်နေတယ်ကွာဟာဖက်နက်ကဒီမှာရင်ကက်နေဟောရခွာလို့မရတော့အရှိသွားမှခွာလို့မရတာမဟုတ်ဘူးလားကွာမင်းဟာကြီးကအောက်ကိုခြေချလိုက်တာတန်းကက်တာလားကွာမဖြစ်သေးပါဘူးဟာကဲကျွန်တော်တို့ရွေးချယ်စရာတော့ဟီလီယန်တန်းငွေပဲခြံတော့တာမို့ဟီလီယန်တန်းငွေပဲတောက်လိုက်တော့မယ်ဗျာအာရောက်ပွင့်ထွက်သွားမယ်ကွာခေါင်းကြီးဟာဟီလီယန်တန်းငွေအဆင်ပြေသားပဲကွာအตาလေးရေကူးသလိုကူးပြီးသွားလိုက်ရတာဟိုဘက်ကိုတန်းပြီးတော့ရောက်သွားတယ်ကျွန်တော်ရွေးချယ်စရာ3ခုလာပေးနေရပဲဘေးမှာပေါက်ပုံးနေတော့ကျွန်တော်ပေါက်ပုံးမဲရွေးလိုက်တော့မယ်ဗျာနော်အဲ့မှာပဲရောပြီးတော့ပုံးလို့ရမယ်နဲ့တူပါတယ်ဟာဟိုကောင်ရိမ့်မိသွားပြီလားမသိပါဘူးကွာငါပေါက်ပုံးကြီးကိုကြည့်နေတယ်ကွာသူ့ကောင်ကိုတွားပြီးတော့ဟာဖဲထိုင်ရိုက်နေကြရတယ်ကွာဘလို့လဲဒါကြီးကဖဲရိုက်စရာပေါက်ပုံးမှမဟုတ်တာမင်းတို့ကလည်းမင်းတို့ကအဲ့လိုကြီးဖဲထိုင်ရိုက်နေတော့ငါဘလို့ထွက်ရတော့မှလဲကွာသွားပါ ਈ ကွာငါဘွားကတော့စမုံတုံးပါပြီဟာဒီတခါတော့အောက်မှာထူးထူးဆန်းဆန်းဆက်ကလေးတစ်ခုတွေ့တယ်ဟာအဲ့ဆက်ကလေးကဘာလဲမသိဘူးအော်ဒါဆက်အသုံးပြုတဲ့ပုံပဲကွာဆက်ကအရေးဖြစ်အောင်လုပ်လို့ရတယ်တဲ့အရေးပုံတယ်နဲ့သူတို့စီကနေပြီးတော့လွတ်အောင်လုပ်လို့ရတာပေါ့ကွာဒီလိုဆိုလို့ရှိရင်ကဲဗျာဘာမှတုံဆိုင်မိတော့ဆက်ရဲ့အစွမ်းကိုတခါတည်းစမ်းကြည့်လိုက်ကြတာပေါ့ဗျာဟာရောက်ကြီးတခါတည်းစုပ်ပြီးတော့အရေးဖြစ်သွားတာဗျာဟိုကောင်နေကျုပ်ကိုမမြင်နိုင်တော့ဘူးဗျို့ဟာလာကြီးကကွယ်သွားပြီဗျာကျုပ်အရေးတော့ပျောက်တော့မှာပဲအာခါတိုင်းပြတ်သွားတယ်ဗျာလာကြီးကချက်ချင်းဘာလို့ကွယ်သွားရလဲဗျာကျွန်တော်အရေးပျောက်သွားလို့ရှိရင်လည်းသိမှာအခုလည်းသိတာပါပဲဗျာကဲဒီတခါတော့သိရလေးတရဖဲကျန်တာဗျာသိရလေးကဘာလုပ်လဲကြည့်ကြည့်အောင်ဟာမာရီယိုတွေကလို့ဖြစ်သွားတာဟေးအပေါ်ကနေပြန်သွားတာဟာမိုက်တယ်ဟာခွေးကြပြန်ပြီကွာဘာလို့ဖြစ်လို့ညင်ညင်သာသာမကြတာလဲလို့တင်းမောရဲ့မော်တော်ဖုတ်ရဲ့ဒုံးမြန်ရဲ့တဲ့ကျွန်တော်ရွေးခိုင်းတာကျွန်တော်တော့တင်းမောကိုပဲရွေးလိုက်တယ်ဗျာကျွန်တော်တင်းမောကုန်းမပေါ်ရောက်ပြီဟာအဲထဲမှာကပတိန်ကြီးပဲအသားလေးကျွန်တော်ကပတိန်ကိုပြင်းလိုက်တယ်ဗျာတင်းမောကြီးနဲ့သွားပြီဘရာသာတို့ရေဘိုင်းမျိုးတတရာပဲဟေ့ဟာဟဲ့အောင်ကြီးဘယ်ကောင်ကြီးပါလာတာလဲကွာငါဒီကောင်ဘာလို့မတွေ့ခဲ့ရတာလဲဒီကောင်ငကိုကလေးကပြင်းခဲ့ရမှာကွာကပတိန်တော်ပြင်းလာသေးရကွာမင်းတို့ကောင်ဘာလို့ငါမပြင်းနိုင်ရမှာလဲကွာကဲတင်မောကြီးအဆင်မပြေတော့ဒုံးမြန်ကိုရွေးလိုက်မယ်ဗျာဒုံးမြန်ကြီးကိုကျွန်တော်ရောက်သွားပြီဗျို့သွားပြီဘရာသာတို့ရေဘိုင်းဟာကျွန်တော်ခလုတ်တွေမှားနေတာဗျို့ကျွန်တော်ခလုတ်တွေမှားနေမိတာဗျို့အလိုဖြစ်လို့စင်းနေဟာနဲ့တက်တဲ့ဟာနဲ့တခါတည်းနှိပ်မိသွားလဲကျွန်တော်လည်းမသိတော့ဘူးဗျာကျွန်တော်မှတုံးကြီးမပေါင်းဘူးတာဗျို့ sorry brother တို့ရေကျွန်တော်တို့နောက်ဆုံးကျန်တာကတော့မော်တော်ဖုန်းလေးပဲရှိရတာဗျာအဲ့တော့မော်တော်ဖုန်းလေးနဲ့ပဲသွားကြဆိုဗျာနေုံကျွန်တော်ဆက်နှိုးလိုက်အောင်ပဲဗျာအာဆက်ကလည်းနှိုးရခက်လိုက်တာကွာဟေးရပြီသွားပြီဗျို့ brother တို့ရေ bye bye tata see you Probably off to see his family.
အဲ့နေဦးမြကျွန်တော်တခုမေ့သွားသေးတယ်တကယ်တော့ကျွန်တော်ကောင်မလေးနဲ့အတူထွက်ပြေးရမှာဗျာဒါပေမဲ့ခုကျွန်တော်တယောက်တည်းလွတ်လာတယ်ဗျာအဲ့တော့ကောင်မလေးနဲ့အတူထွက်ပြေးတဲ့အခန်းကိုနောက်ရက်ကျမှခင်ဗျားတို့ဆက်ကြည့်ရတော့ဗျာနော်ဒီနေ့တော့လောက်ပဲဗျို့ဘိုင်ဘိုင် brother တို့ရေ